ငယ်ငယ်တော့အကြောင်းကခင်ဗျားတော့မတော်ဘူးလို့ထင်ရတဲ့ကောင်တွေကအခုချိန်မှာခင်ဗျားချက်အများကြီးအောင်မြင်လာတော့တွေ့ရတော့ဘလို့ခံစားရလဲဒီကောင်လေးဘလို့ဖြစ်လို့ဒီလောက်ထောင်သက်သွားတယ်လေဝချက်တစ်ခုပဲရှိပါတယ်အဲအကြောင်းဆွေးနွေးကြည့်အောင်တကယ်ပြဿနာကခင်ဗျားညံကောင်းလို့နေတာပဲအဲ့လိုပြောလို့ free တော့တတ်မသွားသေးဘူးခင်ဗျားဒီကောင်လေးလိုမျိုးညံကောင်းတာမဟုတ်ဘူးခင်ဗျားတလွဲညံကောင်းနေတာဒီလိုရှိတယ်ဘောရာကြီးကြားထဲမှာကိုယ့်ကိုယ်ဆရာအကြဆုံးလို့ထင်နေတဲ့ခင်ဗျားကတခြားလူတွေနဲ့ဆောင်လို့ရှိရင်ပို့ပြီးတော့လေ့လာတယ်စောင်းတွေပါပို့ပြီးတော့ဖတ်ဟိုဆက်ဒီဆက်လည်းပို့ပြီးတော့လုပ်တတ်တယ်ပြဿနာအဲ့ဒါပဲခင်ဗျားကနေရတကမှာမဆိုးစလောက်လေးလုပ်တတ်ပြီးတော့ဘယ်နေရာမှာကျွမ်းကျင်တက်မနေတော့ဘူးပြီးတော့ကိုယ့်ကိုတက်ပြီးတော့ညံတော်ကြီးပဲယာထားတလို့ထင်နေတဲ့ခင်ဗျားကတကူကိုစားလို့ဖို့ဆိုလို့ရှိရင်အရန်အတွေးလုံးတယ်ဒါကြီးကငါလှုပ်လို့ဖြစ်မှဖြစ်ပါကလားငါအနေထားရင်းနဲ့ဒါကြီးကလှုပ်လို့တင်ပေါက်ကလားဆိုကြပါစို့ခင်ဗျားကောင်မလေးတယောက်ကြိုက်အဲ့တော့တော့မပြောရင်းနဲ့ဒီနေ့ငါဝတ်လာတာကြီးကခွန်ရနေတယ်လို့ငါသူ့စကားပြောဖို့စာမစီရသေးဘူးလို့ငါဒီနေ့ရေမွေးစွတ်မလာရဘူးလို့ဘလာနဲ့အတွေးလုံးပြီးတော့တော့မပြောဖြစ်တော့ခင်ဗျားတော့မတော်ဘူးလို့ထင်နေတဲ့ကောင်တွေကြတော့အဲ့လိုမဟုတ်ဘူးဗျသူတို့ကခင်ဗျားတွေးတယ်လို့မျိုးအများကြီးမတွေးဘူးဆိုတော့ကောင်မလေးဥမာနဲ့ပဲပြောရရင်သူတို့ကကောင်မလေးကိုတွေးရတယ်ပြီးတော့ကြိုက်သွားတယ်အဲ့ဒါနဲ့ချက်ချင်းပဲအမလှတယ်တော့ Facebook ကောင်လေးပေးပါလားနာမည်ဘယ်လိုခေါ်လဲလို့ချက်ချင်းသွားပြောခင်ဗျားညမှာတော့စလာချင်းဒီကောင်ဘာရဲ့တော့ပြောလို့လည်းမသိဘူးကွာပေါ့ပုံစံခွာကြကြဒီကောင်စားငါရှက်လိုက်တာလို့ပါတော့ပေါ့ဒါနဲ့အဲ့ဒါမှတကယ်လောက်ဖြစ်တာဗျခင်ဗျားတန်ပြန်နေမှာစကလုံးတွေကမိမိုက်နေမှာအဲ့ဒီကောင်မလေးစီကိုကားကြီးစီးပြီးတော့သွားနေတဲ့နေကြမှာအဲ့ဒီကောင်မလေးကိုဖွင့်ပြောတာအကောင်းဆုံးဖြစ်မယ်လို့တွေးနေတာခင်ဗျားအဲ့လိုတွေးလို့မပြီးခင်ပါပဲအဲ့ဒီကောင်မလေးကဘောရင်ဝင်ကိုရောက်နေလောက်ဒီတော့ခေါင်းစဉ်လေးကိုပြန်သွားရရင်ငယ်တော့ခင်ဗျားတော့မတော်ဘူးလို့ထင်ရတဲ့ကောင်တွေကအခုချိန်မှာခင်ဗျားတက်အများကြီးအောင်နေတယ်ဆိုတာခင်ဗျားခေါင်းထဲမှာတည်ထားတာတွေအများများနေလို့ဗျမေးစရာရှိတယ်အများကြီးတည်တာမကောင်းဘူးလား knowledge is power လေးပါညာပေါ့ဟုတ်အများကြီးတည်တာကောင်းပါတယ်ဒါပေမဲ့တချို့ကိစ္စတွေမှာကျတော့ဘာမှမတည်တာပို့ပြီးတော့ကောင်းတယ် Rusty ပြောလို့ပေါ့ခွက်လွတ်တစ်ခုလိုနေပါတယ်ခင်ဗျားကဆရာကြီးအထောက်ဖမ်းပြီးတော့ခွက်ပြည့်တယ်လို့ဂိုင်းဖိုင်းနေရင်ခင်ဗျားစီကိုဘလောက်ကောင်းတဲ့အတွေ့အကြုံတွေပညာတွေပဲလားအဲ့ဒါရှင်းထွက်သွားပါပဲအဲ့ဒါပေမဲ့ခင်ဗျားအမြဲတမ်းခွက်လွတ်ဖြစ်နေတော့ရှီအားလုံးကခင်ဗျားအတွက်ဒီနေရာမှာလျှို့ဝှက်ချက်ကခင်ဗျားခွက်တယ်ဝင်လာတဲ့ရေကိုခင်ဗျားအိမ်မှာရှိတဲ့တန်ကြီးတွေကိုတုံထည့်လိုက်ပြောချင်တာကခင်ဗျားကဘာလို့ပဲတိလာအဲ့တော့ချက်ချင်းအတုံးချဖြစ်လာအဲ့တော့တခုခုစာပြီးလုပ်လို့မယ်ဆိုရင်ဒါကြီးကဖြစ်မှဖြစ်ပါမလားငါအနေထိုင်နေလုတ်တင်ရလားဆိုပြီးတော့အတွေးလုံးတက်တဲ့ခင်ဗျားချင်းကိုဖြောင်းဘာဖြစ်ဖြစ်ချက်ချင်းဆောက်လို့ဖြစ်အဲ့ဆိုခင်ဗျားလည်းတဖြည်းဖြည်းနဲ့ရှေ့ကိုရောက်သွားမှာပဲ knowledge is power ဆိုတာကဒီခေတ်ကြီးမှာမမှန်တော့ဘူးဗျAI ကခင်ဗျားချက်အစာတသားလောက်ပို့ပြီးတော့တည်တယ်။ပြီးတော့အဲ့ဒီ AI တွေကိုလူတိုင်းလွယ်လွယ်လေးနဲ့သုံးလို့ရတယ်။အဲ့တော့ knowledge ဆိုတာကလူတိုင်းလွယ်လွယ်လေးရနိုင်တဲ့ကိစ္စဖြစ်သွားပြီ။ power မဟုတ်တော့ action is power ပါ။ခင်ဗျားတဲ့ရှေ့ကြိုရောက်နေပြီဖြစ်တဲ့ကောင်တွေကိုမေးလိုက်ပါတော့။ခင်ဗျားကိုလန်းကိုရှောက်မှုပြင်တကယ်လို့တယောက်တည်းမရှောက်ချင်ဘူးဆိုရင်ကျွန်တော်နဲ့တူတူရှောက်လို့ရအောင်ကျွန်တော်ရဲ့ channel ကို follow လုပ်တော့ပြီးဖို့ပြည်တော်ရက်ခံချင်ပါတယ်။ခင်ဗျားအတွက်အကျိုးရှိစေတဲ့ဗီဒီယိုတွေကိုနေ့တိုင်းတင်ပြသွားပါမယ်